ခွေးတွေဘာဖြစ်လို့ဥကြရလဲသိလားပျော်လို့ဥရလားဝမ်းနဲ့လို့ဥကြရလားရီးစားနဲ့ပြက်လို့ဥကြရလားဒါမှမဟုတ်ရင်တရေတစေကိုမြင်လို့ဥကြရလားတတိထားမိမလားမသိဘူးညဘက်အချိန်နေဆိုရင်နေရာတစ်ခုကနေပြီးတော့ခွေးတစ်ကောင်ဥလိုက်တာနဲ့ကျန်တဲ့အခြားခွေးတွေကပါလိုက်ဥတက်တာမျိုးတွေပါအဲ့ဒီဥတန်တွေကိုကြားရင်အချို့လူတွေကပြောကြတယ်ပတ်ဝန်းကျင်မှာမကောင်းတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်တဲ့ဒါပေမဲ့တကယ်တမ်းမှာခွေးတွေဥတာအကြောင်းမဲ့တက်တက်အလကားနေရင်အားရနေလို့ဥနေရမျိုးတော့မဟုတ်ပါဘူးဒီနေ့မှာတော့ခွေးတွေဘာဖြစ်လို့ဥကြတာလဲဆိုတဲ့အကြောင်းအရာကိုသိပ္ပံစိတ်ပညာတဘာဝအမြင်တွေကနေပြီးတော့တစ်ခုချင်းစီကိုအဖြေရှာကြည့်လိုက်ရအောင်ပထမဆုံးအကြောင်းအရာကတော့ communication မှာဆက်သွယ်ရေးပါခွေးတွေကလူတွေလိုစကားမပြောနိုင်ပေမဲ့အတန်နဲ့ဆက်သွယ်တတ်တဲ့တိရစ္ဆာန်တွေပဲဖြစ်ပါတယ်သူတို့ရဲ့ဥနေတဲ့အတန်တွေထဲမှာအချက်ပေးမှုတွေကရှိနေပါတယ်ဥပမာဒီနေရာမှာငါရှိနေတယ်ဒီနေရာငါရဲ့ပိုင်နဲ့အဲ့လိုစတဲ့အကြောင်းအရာတွေကိုပြောပြနေတဲ့ signal တစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်ခွေးတွေကညဘက်တွေမှာဥကြတာပိုများပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ညဘက်မှာကျတော့ပတ်ဝန်းကျင်ကပို့ပြီးတော့မှတိတ်ဆိတ်နေတဲ့အတွက်အတန်ကအဝေးကြီးစီထိကိုရောက်ပါတယ်ဒါကြောင့်မလို့ခွေးတွေကအခြားခွေးတွေကိုအဝေးကနေခေါ်လိုက်တယ်လို့မျိုးခွေးပါရှင်းနဲ့ဥပြီးတော့ခေါ်နေကြတာပါနောက်တစ်ခုကတော့ instant ပါမွေးရပါအလေးထားခွေးတွေကတော်ရိုင်းတရိတ်ဆန်ဖြစ်ခဲ့တဲ့သူတို့ရဲ့ခွေးဘိုးဘွားတွေရှိနေခဲ့ပါတယ်အဲ့ဒါကတော့ဝံပလွေတွေပါဝံပလွေတွေဟာအုပ်စုလိုက်နေထိုင်တတ်ကြပြီးတော့အချင်းချင်းဥပြီးတော့မှတယောက်နဲ့တယောက်တစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်တတ်ကြပါတယ်ဥပမာငါတို့ဒီမှာရှိတဲ့ခွေးသားကြီးတို့ခွေးစကွက်ထဲကိုလာခဲ့အဲ့ဒီဘက်မှာခွေးတနာယူကောင်တွေရှိတယ်အဲ့လို message တွေကိုသူတို့ကဥပြီးတော့မှပို့တတ်ကြတာပါအဲ့လိုအလေးအထားအနေစပြီးတော့ယနေ့ခေတ်ခွေးလူငယ်မျိုးဆက်တွေတဲ့ကိုဥရဲအလေးထားရောက်လာတာပါဒါကြောင့်ပဲခွေးတွေကတစ်ခါတလေမှာဘာမှမရှိတဲ့နေရာကြီးကိုကြည့်ပြီးတော့ဥနေတတ်ကြတာပါတတိယအချက် respond to sound အတန်ကိုတုံ့ပြန်ခြင်းသတိထားမိမလားမသိဘူးရဲကားလိုမျိုးပီပီပေါ်ပေါ်အတန်နေဒါမှမဟုတ်ရင်လူနာတင်ရင်ကားအတန်နေနောက်ပြီးတော့ဖုန်းကြီးကျောင်းကကြေးစီထူတဲ့အတန်တွေကိုကြားရင်ခွေးတွေကပို့ပြီးတော့မှဥတတ်ကြပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတန်တွေက frequency ရခွေးတွေကြားတဲ့ဥတဲ့အတန်နဲ့ဆင်တူးနေလို့ပါခွေးတွေအတွက်တော့အဲ့ဒီအတန်ကအခြားခွေးတွေကောင်ဥနေပြီဟာငါတို့လည်းလိုက်ဥလိုက်အောင်မယ်ဆိုပြီးတော့လိုက်ဥလိုက်ကြတာပါဒါကြောင့်ခွေးတွေကောင်ဥလိုက်တာနဲ့ကြံတဲ့ခွေးအုပ်ကြီးကလိုက်ပြီးတော့ဥကြတာပါအဲ့ဒါသဘောတူညီမှုတစ်ခုလိုပါပဲတကောင်ကဥတယ်အခြားတကောင်ကပြန်ဥတယ်ဒီလိုနဲ့ခွေးတွေကအုပ်လိုက်ကြီးဥကြတော့တာပါပဲနောက်ထပ်တစ်ခုကတော့ emotion ခံစားချက်ခွေးတွေကလူတွေထက်တောင်မှခံစားချက်ပြင်းထန်နိုင်တယ်လို့ပြောကြပါတယ်သူတို့ဝမ်းနေနေတဲ့အချိန်တွေဗိုက်စာနေတဲ့အချိန်တွေတယောက်တည်းအထီးကျန်နေတဲ့အချိန်တွေသခင်ကိုလွမ်းနေတဲ့အချိန်တွေမျိုးတွေဆိုရင်ခွေးတွေကပို့ပြီးတော့မှဥတတ်ကြပါတယ်အထူးသဖြင့် separation anxiety ခွဲခွာမှာကြောက်တဲ့ယောဂသူတို့သခင်မရှိတဲ့အချိန်တွေမျိုးတွေဆိုရင်ခွေးတွေကပို့ပြီးတော့မှဥတတ်ကြပါတယ်သဘောကတော့ငါတယောက်တည်းအိမ်မှာမနေချင်ဘူးပြင်းတယ်ဝမ်းနေတယ်ဂိမ်းစော့ချင်တယ်အဲ့လိုပြောနေတဲ့အချက်ပြအော်ဟစ်ပြီးတော့ဥနေတဲ့သဘောပဲဖြစ်ပါတယ်နောက်ဆုံးအကြောင်းရင်းတစ်ခုကတော့ alert သတိပေးခြင်းအချို့အချိန်တွေမှာခွေးတွေဥတာအန္တရာယ်ရှိနိုင်တယ်လို့ယူဆရတဲ့အရာတစ်ခုကိုတွေးလိုက်ရတဲ့အချိန်မှာအခြားတရိစ္ဆာန်တစ်ကောင်ကဒါမှမဟုတ်သူတို့မသိတဲ့လူစိမ်းတစ်ယောက်ကအိမ်ထဲကိုဝင်လာတာတွေးလိုက်ရရင်ခွေးတွေကဒီမှာတော့တစ်ခုခုမှားနေပြီဆိုပြီးတော့ဥပြီးတော့သတိပေးတတ်ကြပါသေးတယ်ဒါကြောင့်ပဲခွေးတွေကို gut animal လို့ခေါ်ကြတာပါဒါပေမဲ့မြန်မာလူမျိုးတော်တော်များများရဲ့ယုံကြည်ချက်ကတော့နည်းနည်းထူးခြားနေပါတယ်ခွေးတွေဥတာအိမ်ကြီးပတ်ဝန်းကျင်မှာမကောင်းတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်လူတွေသေတော့မယ်ခွေးတွေကဝိညာဉ်တွေကိုမြင်နေရတယ်ဆိုပြီးတော့ကိုယ်တိုင်ကိုရောကိုယ်အနီးနားလူတွေကိုရောမကြောက်ကြအောင်ပေါက်တက်ကြရတယ်ရှောက်ပြောတတ်ကြပါသေးတယ်ဒါပေမဲ့ science ဘက်ကနေကြည့်မယ်ဆိုရင်တော့ခွေးတွေကလူတွေမကြားနိုင်တဲ့အတန်တွေကိုပို့ပြီးတော့ကြားနိုင်ပါတယ်ဒါကြောင့်မမြင်ရတဲ့အရာတစ်ခုကြောင့်မဟုတ်ဘဲနဲ့လူတွေမကြားနိုင်တဲ့အတန်တစ်ခုကြောင့်မလို့ဥနေရမျိုးလည်းဖြစ်နိုင်ပါသေးတယ်အဆုံးသက်ရရင်တော့ခွေးတွေဥတာအကြောင်းမဲ့ဥနေရတော့မဟုတ်ပါဘူးသူတို့ဥနေတဲ့အတန်တစ်ခုချင်းစီတိုင်းမှာ message တွေရှိပါတယ်တခါတလေမှာသူတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှိနေပါတယ်ဒါကြောင့်မလို့နောက်တစ်ခါညဘက်မှာဥနေတဲ့ခွေးတစ်ကောင်ကိုတွေ့မယ်ဆိုရင်ကြောက်မနေပါနဲ့အဲ့ဒါတကောင်နဲ့ဥနေတာမဟုတ်ပါဘူး
သူတို့ထက်ကခွေးသားကြီးတယောက်ယောက်ကိုအဆက်အသွယ်လုပ်ရင်းပြောပြနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်ခင်ဗျားဘယ်လိုထင်လဲခွေးတွေဥနေတဲ့အချိန်မှာ तू ကဘာကိုပြောချင်နေရလို့ထင်လဲ